အားလုံးမင်္ဂလာပါကျွန်တော်ကတော့ GYS မှာ online Chinese class ကိုတာဝန်ယူသင်ကြားပေးနေတဲ့ teacher ဆန်ခေဖြစ်ပါတယ်အဲ့တော့ကိုကအခုမှတရုတ်စာကိုစပြီးတော့စနစ်တကျနဲ့လေ့လာခြင်းနေဆိုရင်တော့ဒီဗီဒီယိုစောင့်အောင်ကြည့်ပေးပါကျွန်တော်တရုတ်စာကိုစပြီးတော့လေ့လာတဲ့အချိန်မှာအရေးကြီးဆုံးကတရုတ်စာရဲ့ 4 skills ကနေစပြီးတော့လေ့လာဖို့အရေးကြီးပါတယ်ဘာဖြစ်လို့လဲဆိုတော့ 4 skills ကနေစလေ့လာမှပဲကျွန်တော်တို့အခြေခံပိုင်တာအဲ့တော့အခြေခံပိုင်မှပဲနောက်ပိုင်းကြလို့ရှိရင်ကျွမ်းကျင်အဆင့်ထိတက်မြောက်တာလွယ်တယ်နောက်ပိုင်းကိုမသိတဲ့ဟာတွေကို self study လုပ်ရတာလွယ်တာဖြစ်ပါတယ်เนาะအဲ့ဒါကြောင့်မလို့အရေးအဖက်အပြောနားထောင်တာ4 skills လုံးကအရေးကြီးပါတယ်အဲ့တော့ကျွန်တော်တို့ GYS မှာဆိုရင်လည်းပဲတရုတ်စာကိုကျွန်တော်အခြေခံနေပြီးတော့ 4 skills ကနေစနစ်တကျနဲ့ကျွန်တော်တို့သင်ပေးနေပါပြီလက်ရှိမှာကျွန်တော်စီမှာ level 6ခုထိထွက်နေပါပြီ basic level 1ကနေ level 4เนาะအဲ့ဒါပြီးတော့လို့ရှိရင် intermediate level 1နဲ့ intermediate level 2ဆိုပြီးတော့ကျွန်တော်ရှိနေပြီเนาะဒီလကုံနောက်လလောက်မှာဆိုရင်ကျွန်တော်တို့ intermediate level 3ကိုဆက်ပြီးတော့ထွက်မှာပါကျွန်တော်တို့သင်ရိုးအားလုံးက 4 skills ကိုအခြေခံပြီးတော့သင်ထားပေးတာเนาะကျွန်တော်ဒီအခြေခံလုံးဝအခြေခံကြတဲ့ဖြင်းရင်းလို့ခေါ်တဲ့ဘီးနဲ့တရတွေကနေစပြီးတော့အရေးပိုင်းစာကြောင်းစာပိုက်တွေကိုကျွန်တော်တဆင့်ချင်းစီအခြေခံကနေစနစ်တကျကျွန်တော်သင်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေအနေနဲ့ကျွန်တော်နဲ့တရုတ်စာလေ့လာခြင်းနေဆိုရင်တော့ကျွန်တော် page chat box မှာအသေးစိတ်စုံစမ်းလို့ရပါတယ်ကျွန်တော်အားလုံးကိုနှွေးထွေးစွာကြိုဆိုနေပါတယ်ရှက်ရှက်သားကြ GYS မှာရှိတဲ့တရုတ်စာတန်းကိုအသေးစိတ်စုံစမ်းခြင်းနေဆိုရင်တော့ TikTok ကနေဆိုရင် contact us ကနေဆက်သွယ်လို့ရသလိုကျွန်တော် TikTok bio မှာပေးထားတဲ့ account ကနေပြီးတော့လည်းဆက်သွယ်လို့ရပါတယ်ပြီးတော့ Facebook ကြည့်နေတဲ့သူတွေဆိုရင်တော့ Facebook page ရဲ့ Messenger နေသဖြင့်အသေးစိတ်စုံစမ်းမေးမြန်းလို့ရပါတယ်